separation နဲ့စာလုပ်တာပေါ်မှာဖြစ်ပါတယ်ဟော်လီကတူတူလိုက်ခဲ့ပေးကြပါအောင်ဒါကတော့ဟော်လီရဲ့စကားလေးပါ okay ဟော်လီနဲ့တူတူစာလေးလုပ်မယ် separation ပေါ့နော် okay ဒါကတော့အခုကတော့ဒါဟော်လီရဲ့ပွဲလေးပေါ့နော် okay ဒါလေးစပွဲလေးအောက်ကတော့ဒီမှာပေါ့နော်ဒါအထူးတော့ဒါကတော့ဟော်လီရဲ့ចောင်းစာလေးဟော်လီရာ G5 ចောင်းတူလေးပါဒါကတော့ဟော်လီစပွဲလေးပေါ့နော်အယုတ်ကလေးတွေရောရှိပါရှင်okay ဒါတော့ဟော်လီရဲ့ဒီမှာပေါ့နော်စပွဲလေးရလေးပြရပေါ့နော်အရင်ဦးဆုံးဟော်လီရဲ့ကိုမအေးလေးယူလိုက်ပါတယ်အဲ့ဒါကြီးဒီမှာဟော်လီအိုက်တဲ့ကပစ္စည်းလေးတွေကိုထုတ်ပါမယ်ဟော်လီအရင်ကဒါခဲ့တဲ့ဒါကတော့မင်းပေါ့ဟောဒါကတော့ခဲစစ်ပေါ့နော်ခဲစစ်ပြီးရင်ဒါလေးရခဲတံဘောပင်ခဲစစ်ပေါ့နော်ဟိုလေးတွေကမာကာလေးပဲဒီထဲမှာဖုန်းလေးပဲပြန်ပါပေါ့နော်ဘာလို့ဖြစ်ပြန်တယ်ဟော်လီမပြီးပြန်ထွက်မိတယ်နော်တကယ်တော့ပြန်မထည့်ရပါဘူးဟော်လီရဝါတဲ့ထည့်ရမှာပါလားဟော်လီမပြီးတော့ထည့်ပါနော် sorry ပါနိုင်မှာဒါကတော့ဟော်လီရဲ့ပုံမရုပ်ကလေးပေါ့နော်ဟော်လီရဲ့ပုံမရုပ်လေးဖြစ်နေတာဒါကတော့ယုံလေးရဲ့ခိမီရဲ့လာပူပူဟာလေးပေါ့နော်ဒီလိုချီလေးတွေယုံလေးနဲ့အဲ့လိုလေးထားရပါတယ်ဒါတော့ဟော်လီနဲ့တုံးနေကြတိတ်နေတယ်ဆိုတော့ဟော်လီအဲ့ဒါကိုပြန်ပြီးတော့ဟိုလုပ်မယ်ပေါ့နော်ပြန်ထုတ်ပါမယ် okay ကိုပြန်ထုတ်ပြီးပြီပေါ့နော်ဟော်လီဒီမှာပေါ့နော်ခုံးလေးတက်လိုက်ပါအောင်မယ်ဒီလေးချောင်းကိုဒီအဲ့ဒါလေးကိုထည့်ပါမယ်ထည့်လိုက်ပါပြီထည့်ပြီးရင်ဟိုလေအဲ့ဘက်မှာပြန်ထားလိုက်ပါမယ်အပိဒါရဟော်လီရဲ့စကုတ်လေးပေါ့နော်ဟော်လီမြင်တဲ့သွဲနေကြလေးစကုတ်လေးဒါလေးကတော့ဟော်လီရဲ့ဆွဲကြိုးလေးပေါ့နော်ဘလဲဆွဲကြိုးလေးဒါဟော်လီရဲ့ကလေးလေးပါအမ favorite လေးရဲ့အကုန်ဒါဟော်လီမြင်တဲ့သုံးပြီးသွဲနေကြကလေးလေးပေါ့နော်ကြည့်ပါအောင်ဒါရဟော်လီရဲ့လူအိမ်ပေါ့နော်ကျွေးနေဒါရဟော်လီရဲ့စုလေးပါโอเคဒါအပိဒါရဟော်လီရဲ့မြန်မာဝတ်စုံဆိုရဲပုံလေးအပိဒါရဟော်လီဒီမုစလေးရဲ့ကြိတ်ကြဟာရဲ့ဟော်လီအမေပုံရဲ့အဖေရဲ့ပုံပေါ့နော်ဒါရရတောင်လေးပါโอเค